မင်းသားဟိမင်းသူကဗုဒ္ဓကိုတဲ့တတ်သိမရှိဘူးတဲ့ကဲသိခြင်းမဟုတ်ဘူးတဲ့မြတ်ဗျာဟာခြေထောက်တော့ဘယ်တော့မှမကဲတင်သူရဲ့ကဲတင်ဘုံကဘယ်လိုလဲဆိုလို့ရှိရင်အကျိုးဒီပါကိုဖြစ်ထွန်းစေတယ်အကျိုးဒီပါမဲ့တွေကိုဖယ်ရှားတဲ့နည်းတွေပေးတယ်သူကအဲ့လိုကဲတင်တာဟိုတိတ်ကူးရင်ပုံမြင်တန်တန်ကဲတင်တာမဟုတ်ဗုဒ္ဓကနော်ပြီးတော့မြတ်ဗျာကတက်ရှီချောင်းကိုတက်တိပြရမယ်ဆိုလို့ရှိရင်လေဟိုအင်္ဂလိပ်ခေတ်တုန်းကအိန္ဒိယကိုအလက်သနာဂရေဟန်ဆိုတာတူးဖော်တာတဲ့တူးဖော်တဲ့အခါမှာအဲဗုဒ္ဓရှိချောင်းကိုတဲ့တက်တိပြနိုင်တယ်နော်နှစ်ပေါင်း2600ကျော်လောက်ကိုမြေကြီးကိုတူးတာတဲ့လားအဲ့ဒီစာရေးတရားအာတောကစာအုပ်ကိုရေးတာအဲ့ဒီမှာဖတ်ကြည့်ပိဋကမှာလည်းမြတ်ဗျာရဲ့ဆွေစဉ်မျိုးသက်အဖိုးအဖွာရောအဖေကောအမေကောဆွေမျိုးတိုင်းဝန်းတွေကောဘိုးတင်ပေါင်းသက်မှတ်တမ်းပိဋကစာပေမှာရှိတယ်လို့မျိုးအဲ့ဒီကပိလဝမျိုးတော်ကိုတူးတဲ့အခါမှာလည်းအဲ့ဒီမှတ်တမ်းအတိုင်းမြေကြီးတွေကပြန်တွေ့တာနော်အဲ့ဒီတူဖမှုကဟိုပညာရှင်တွေကြားမှာတော်တော်လေးကိုပြန့်သွားတယ်ဗုဒ္ဓရှိကြောင်းကတတ်သိတွေအများကြီးပဲနော်ဖရာထဲမှာဗုဒ္ဓကတတ်သိအများဆုံးပဲတဲ့လားဗုဒ္ဓကတတ်သိအများဆုံးဖရာပဲသူရှာဖွေတွေ့ရှိမှုအရာနော်စိတ်ပညာမှာ classical conditioning theory တခုရှိပါတယ်မြန်မာလိုဆိုလို့ရှိရင်တော့ရှင်းမှုအကြောင်းသက်တင်ခြင်း theory ပေါ့အဓိပ္ပာယ်ကတော့ဗျာခုမြန်မာနိုင်ငံမှာနာမည်ကြီးရွှေတိုင်တွေကနာမည်ကြီးမင်းသားမင်းသမီးတွေကိုအခါကျင်းငွေတွေများများစွာပြီးတော့ကြော်ညာတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနာမည်ကြီးမင်းသားမင်းသမီးတွေကိုဦးဇင်းတို့တာမန်လူတွေကအရန်ကြိုက်တယ်အရန်ချစ်တယ်အရန်ကြွေတယ်ပေါ့။သူတို့ချစ်တယ်ကြိုက်တယ်ကြွေတဲ့အနုပညာကိုအကြောင်းပြုရသူတို့ဝတ်တဲ့ brand တွေကအော်တိုနာမည်ကြီးသွားအောင်နော်အော်တိုနာမည်ကြီးကိုအဲ့ဒါကအခုနောက်ပိုင်းဟိုကြော်ညာအများသူမှတုံးတဲ့ technique တွေပဲအဲ့ဒါပဲအခုလည်းနောက်ပိုင်းမှာလည်းတချို့ဘာသာဝင်တွေကဒီနာမည်ကြီးမင်းသားမင်းသမီးတွေကိုတက်တည်ခံခိုင်းတယ်အဲ့ဒီကမှဦးဇင်းတို့ကလည်းအဲ့ဒီမင်းသားမင်းသမီးကိုအကြောင်းပြုပြီးတော့အဆိုတော်အကြောင်းပြုပြီးတော့ဦးဇင်းတို့ကလည်းသူတို့ဘာသာကိုချိုက်ရှင်လာကိုသူတို့ကဒီဘောရနဲ့တာလောက်တာအဲ့ဒါကိုဦးဇင်းတို့ကသိပညာမှာ classical conditioning theory ခေါ်ပါတယ်နော်အဲ့ဒါနောက်တိုင်းမှာတစ်ခုဖြစ်သွားသေးတယ်ဘောဘတ်တို့ဘက်ကီကိုဘောလုံးကတရားကောင်းတဲ့ကောင်ပေါ့နော်အီတလီသားသူကဗုဒ္ဓဘာသာကိုးကွယ်တာသူကတန်ရာလေးခဏခဏရတယ်ရှားတဲ့ခါမှာသူကသိညစ်တယ်ဘယ်သူမှလည်းသူ့ကိုတာအောင်မကယ်နိုင်အဲ့ဒီခါမှာသူ့ရဲ့ငွေချင်းကလည်းသူ့ကိုဗုဒ္ဓရဲ့စာပေတစ်ခုပေးဖတ်တယ်ဗုဒ္ဓကဒုက္ခဆိုတာကတဲ့ရှင်ဆိုင်ဖို့ပါတဲ့ကိုယ်တိုင်ရင်ဆိုင်နိုင်အောင်ကြိုးစားတဲ့အရာတွေပြီးတော့လမ်းပြတဲ့ခါမှာသူကအဲ့ဒါကိုကြိုက်ပြီးတော့သူကိုယ်တိုင်ဗုဒ္ဓဘာသာကိုကိုးကွယ်သွားတယ်နောက်ပိုင်းအဲ့ဒီအီတလီနိုင်ငံလူတွေကလည်းအဲ့ဒီဝဘတ်တို့ဘက်ကီကိုအကြောင်းပြုပြီးတော့တန်းနဲ့ချီအောင်ဗုဒ္ဓဘာသာကိုဝင်တယ်အဲ့ဒီတူရှိတယ်အဲ့တော့ပုံရမင်းတော်မှာမင်းကိုးကွယ်တာကိုးကွယ်ပါကွာတဲ့လူတွေကိုလိုက်ပြီးတော့မပြောပါနဲ့ဆိုပြီးတော့ပြောတာသူကအဲ့လိုဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အခမ်းအနားကြီးလိုက်လုပ်တယ်ဥတောင်ဥရဲလုပ်တယ်တောင်းဝင်အများကြီးလုပ်တယ်အဲ့ဒီမှာသူ့ကိုကြိုက်တဲ့ခါကျတော့သူ့ကိုကြိုက်ပြီးတော့ဗုဒ္ဓဘာသာလိုက်ပြောင်းကိုးကွယ်လာတော့အဲ့ဒါက classical conditioning ခေါ်ပါတယ်ဒါပေမဲ့တော့ဦးဇင်းဗုဒ္ဓဘာသာကအဲ့ဒီဝဘတ်ဘက်ကီကလည်းလိုက်ပြီးတယ်မဲဆွဲတာမဟုတ်ဘူးသူ့ကိုကြိုက်ပြီးတော့လိုက်ကိုးကွယ်တာအဲ့ဒါကိုဦးဇင်းတို့သိပညာမှာ classical conditioning theory လို့ခေါ်ပါတယ်ပိုင်ရှင်ရှိမှန်းသိလို့ရှောင်ပြေးလိုက်တာဟာလည်းပဲတန်ဖိုးကြီးတဲ့ကိုကျင်တရားကောင်းလေးတစ်ခုပါသူများပိုင်ဆိုင်ထားတဲ့အရာဝတ္ထုဒါမှမဟုတ်လူပုဂ္ဂိုလ်တိုးတယောက်ကိုကလိုချင်လာတဲ့အခါဦးဇင်းတို့လူတယောက်မှာလိုဘမပြေမှုရယ်ထိပ်ပြသွင်းမှုရယ်ဖြစ်စေတဲ့ conflict ပဋိပက္ခ၃မျိုးရှိတယ်ပေါ့အဲ့ဒါကနံပါတ်1 approach conflict နံပါတ်2 approach avoidance conflict နံပါတ်3
အပွိုင်းနဲ့ conflict တော့မရှိတယ်အဲ့ဒီမှာဦးသိန်းကအဲ့3ခုထဲမှာ2ခုကြုံတယ်နံပါတ်1 approach အပွိုင်းကဘာလဲဆိုလို့ရှိရင်2ခုတလုံးကိုကိုယ်ကြိုက်တာကိုဘာကိုရွေးရမှာလဲနော်2ခုတလုံးကြိုက်တယ်တစ်ခုကကောင်မလေးကိုကြိုက်ခဲ့တယ်လူတော်ကတစ်ခုကဟိုသူတစ်ပါးကောင်မလေးကိုမလူချင်းမှုဆိုတဲ့ကိုချင်းစာတရားကိုချင်းတရားပေါ့အဲ့ဒါကိုလည်းကြိုက်တယ်အဲ့နှစ်ခုတစ်ခုရွေးရမှာဦးဇင်းကကိုချင်းစာတရားရဲ့ကိုချင်းတရားရဲ့ကိုရွေးလိုက်ဒါမှတစ်ဖက်ကသုံးချုံတယ်အဲ့ဒါကိုဦးဇင်းတို့ကသိပညာမှာဆိုလို့ရှိရင် approach conflict ခေါ်တယ်နောက်တော့က approach ဘိုင်းနဲ့ conflict အဲ့ဒါကဘာလဲဆိုတစ်ခုကကြိုက်တယ်တစ်ခုကမကြိုက်ဘူးတခါတော့ကဂျာမန်တွေကဖမ်းရတယ်ပေါ့အဲ့ဒီတကမကိုလည်းဖမ်းတယ်သူ့ရဲ့တာကောတမီးကိုဖမ်းတယ်အဲ့ဒီကမှသူ့ကိုရွေးခိုင်းတယ်နင်အသက်ရှင်မလားတော့မဟုတ်နင်သားနဲ့တင်မှုတက်မလားဒါမှမဟုတ်နင်သိမလားနင်သားနဲ့တင်မှုကိုအသက်ရှင်ခွင့်ပေးမလားနှစ်ခုတစ်ခုယူခိုင်းတယ်အဲ့ဒါကတစ်ခုကြိုက်တယ်တစ်ခုမကြိုက်ဘူးအဲ့ဒါကိုကျွန်တော်က approach အပိုင်းနဲ့ complete ခေါ်ပါတယ်နံပါတ်3ကကြတော့အပိုင်းနဲ့ complete သူကနှစ်ခုတော့ကိုရှောင်းမှာဥမာဟိုကိုချစ်တဲ့နောက်ကိုလိုက်မလားမိခင်ကိုလုပ်ကြည့်မလားကျမကြီးမကောင်းတဲ့မိခင်ကိုလုပ်ကြည့်မလားနှစ်ခုတစ်ခုရွေးရမှာအဲ့ဒါဘာရွေးမလဲဦးဇင်းချင်းကောင်မလေးကိုရွေးမလားဒီတာနာမောင်ကိုရွေးမလားအဲ့လိုလူတွေကအဲ့လိုရွေးချက်မှုတွေကရှိခဲ့တယ်ဘာရွေးမလဲပေါ့